Hello အားလုံးပဲမင်္ဂလာပါကျွန်တော်တုံတုံလေးနဲ့ပတ်သက်ပြီးတော့ပေါ့နော်ကျွန်တော်အကူလေးတစ်ခုတောင်းချင်ပါတယ်အဲ့ဒါဘာလဲဆိုတော့အခုလာမဲ့9လပိုင်း14ရက်နေ့ကြာလို့ရှိရင်ကျွန်တော်သမီးလေးက6နှစ်ပြည့်မွေးနေ့ရှိပါတယ်တုံတုံလေးမွေးနေ့မှာကျွန်တော်ကုသိုလ်တွေလုပ်ပေးနေတာပေါ့နော်ဘလို့မေတ္တာရဲ့အခန့်တောင်းအကူကြီးတောင်းချင်တာလဲဆိုတော့ကျွန်တော်ကိုလေဗျာစိတ်ချရမယ်ပေါ့နော်တိချစ်သူများကပိုတိပါတယ်စိတ်ချရမယ်တိကေဟာတို့အဲ့လိုမျိုးပေါ့နော်တကယ်လိုအပ်တဲ့တီလေးတွေကိုကျွန်တော်ကတလိမ့်ဆန်လေးတွေကိုကျွန်တော်သမီးလေးကိုသာသူတို့ရဲ့မျိုးတူတဲ့ကလေးတွေကိုကုသိုလ်လုပ်ပေးခြင်းပါတယ်ဒါကြောင့်မလို့ကျွန်တော်ကိုအဲ့လိုတကယ်မှန်ကန်တိကျရတဲ့နော်အဲ့လိုမျိုးလေးဂေဟာလေးတွေရှိရင်ကျွန်တော်ပြောပြပါလားခင်ဗျာတကယ်လို့မှဂေဟာတွေကလည်းတွေ့တယ်ဆိုရင်ကျွန်တော်လာဆက်သွယ်ပါတကယ်မှန်ကန်တိကျတယ်ဆိုရင်ကျွန်တော်လှူကျင်လို့ပါလို့နော်ကလေးအတွက်ကျွန်တော်မွေးနေ့လေးမှာကုသိုလ်ကောင်းမှုလေးပြုလုပ်ခြင်းပါတယ်အရင်နှစ်တည်းကတော့ကျွန်တော်သမီးလေးကိုကျွန်တော်ကမွေးနေ့ကိတ်လေးတွေပဲခွဲပေးလိုက်တာပေါ့လေနော်သူမွေးနေ့လေးဆိုပြီးတော့အမတ်တရလုပ်ပေးလိုက်တယ်ဒါပေမဲ့ဒီနှစ်မှာတော့ကျွန်တော်သမီးလေးကိုကျွန်တော်ကကောင်းမှုကုသိုလ်လေးတွေလုပ်ပေးခြင်းတယ်ဗျာဒါကြောင့်မလို့တီးချစ်သူများကတုံကိုချစ်သူများကတကယ်မှန်ကန်တိကျတဲ့ပေါ့နော်တီးကေဟာလေးတွေနေဟာလေးတွေကိုကျွန်တော်ကိုလမ်းညွှန်ပေးကြပါလားခင်ဗျာလို့အဲ့ဒါလေးကျွန်တော်မေတ္တာရက်ခံခြင်းပါတယ်တကယ်လို့မှတီးကေဟာလေးတွေကပိုင်ရှင်တွေရှိရဲဆိုလို့ရှိရင်ကျွန်တော်လာဆက်သွယ်ပေးပါလို့ကျွန်တော်သမီးလေးမွေးနေ့ကအရန်ကိုမှရက်နီးနေပြီရက်နီးနေတာဖြစ်တဲ့လို့ကျွန်တော်လည်းလိုင်းပေါ်မှာဆိုတော့ကျွန်တော်တို့လည်းခံခဲ့ဘူးတယ်ဆိုတော့တိတ်တော့မယုံဘူးခင်ဗျာဒါကြောင့်မလို့တကယ်လိုအပ်တဲ့နေရာကိုပဲရောက်စေချင်ပါတယ်ဒါကြောင့်မလို့ကျွန်တော်သမီးလေးမွေးနေ့မှာတကယ်လိုအပ်တဲ့တကယ်အထောက်အကူပြုတဲ့နေရာလေးတွေရောက်ပြီးခလေးလေးကိုကုသရစေချင်ပါတယ်ကျွန်တော်သမီးလေးကိုဒါကြောင့်မလို့ကျွန်တော်လာဆက်သွယ်ပေးကြပါလို့ကျွန်တော်မြတ်တာရက်ခံရင်တောင်းဆိုချင်တာပေါ့လေနော်တခြားအားလုံးကိုတော့ဘယ်ရာကိုမှကျွန်တော်အကူကြီးတောင်းတာမဟုတ်ဒီလားတခုလေးတော့ကျွန်တော်တို့သားဖကိုချစ်နေတဲ့လူတွေထဲမှာလည်းတီကောင်းတီးလိုက်မယ်ဒါမှမဟုတ်လို့ရှိရင်တီးချစ်သူတွေကျွန်တော်ကိုအဲ့ဒါလေးတစ်ချက်ကူညီပေးကြပါလားလို့ကျွန်တော်ပြောချင်ပါတယ်ကျွန်တော်သမီးလေးမွေးနေ့ကိုကျွန်တော်လုပ်ပေးခြင်းလို့ပါတုံလေးက6နှစ်ပြည့်မွေးနေ့ဖြစ်ပြီခင်ဗျာဒီ9လပိုင်း14ရက်နေ့ကျရင်တုံရဲ့6နှစ်ပြည့်မွေးနေ့လေးမှာကျွန်တော်သမီးလေးကိုကျွန်တော်အကောင်းဆုံးလေးလုပ်ပေးခြင်းလို့အဲ့ဒါလေးကျွန်တော်ကိုဝိုင်းဝန်းကူညီပြီးတော့အဲ့လိုတကယ်လိုအပ်တဲ့နေရာလေးတွေကိုကျွန်တော်လာပြီးတော့ဆက်သွယ်ပေးကြပါလာစာရေးပေးကြပါလို့ကျွန်တော်မေတ္တာရက်ခံပါတယ်เนาะအားလုံးကျေးဇူးတင်ရှိပါတယ်